ရန်ကုန်တွင်အသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်တွေကိုစစ်မှုထမ်းဆောင်ရန်ကိုရေးရဆွင်ဖြည့်ခိုင်းပြီးသတင်းပို့ခိုင်းစစ်မှုထမ်းမတိန်ရှောင်စေရေးမိဘများကိုခံဝန်လက်မှတ်ထိုးခိုင်းရန်ကုန်တိုင်းတောင်ဝင်မြို့နယ်ပါဝင်မြို့နယ်များတွင်အသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်တွေကိုစစ်မှုထမ်းဆောင်ရန်ကိုရေးရဆွင်ဖြည့်ခိုင်းပြီးသတင်းပို့ရန်သက်ဆိုင်ရာမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလိုက်လံခိုင်းစေနေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ယခု2026ခုနှစ်အတွက်စစ်မှုထမ်းဆောင်ရမယ့်အသက်အရွယ်အပိုင်းခြားတွင်အကျုံးဝင်နေတဲ့မြေပြင်လက်တွေ့လူငယ်စင်းကိုစစ်တပ်ကကောက်ယူခိုင်းနေခြင်းဖြစ်ပြီးယခုမှလကုန်နောက်ဆုံးထားပြီးတော့စည်ရင်းများပေးဖို့အတွက်မြို့နယ်များမှာစည်ရင်းကောက်ယူလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တောင်ဝင်မြို့နယ်မှာတော့ဖောင်နေဖြည့်ခိုင်းပြီးတင်ခိုင်းနေပြီးအတန်းဆက်ရှင်တဲ့ကနေ35နှစ်အတွင်းလူငယ်အမျိုးသားအကုန်လုံးကိုရင်းရဆွင်ဖြည့်ပြီးရက်ွက်ရုံတွေကိုပို့ခိုင်းနေနောက်တစ်ကြော့မြေပြင်စည်ရင်းကောက်တာလို့ပြောတယ်အခုကတော့တော်တော်များများကိုဖောင်ဖြည့်တင်ကြရတယ်ရက်ွက်ရုံတွေမှာကစည်ရင်းတွေအတိအကျရှိပြီးသားမို့အိမ်တိဖောင်တွေလိုက်ပြီးတော့ပေးပြီးတင်ခိုင်းနေတာအုတ်ကြီးတွေစီမှာကတကောင်စင်းအရာစစ်မှုရန်အကျုံးဝင်လူစင်းအတိအကျရှိနေကြပြီမြေပြင်မှာလူတကယ်ရှိမရှိစင်းကောင်းနေတာလို့တောင်မွေရပြည်သူတို့ကရှင်းပြပါတယ်ရင်းပြင်စစ်မှုထမ်းမှုအတွက်အကျုံးဝင်နေတဲ့လူငယ်တွေအနေနဲ့ဖောင်ဖြည့်ပြီးပါကမိမိတာဝန်ထမ်းဆောင်ရမယ့်စစ်မှုထမ်းအလှည့်ရောက်ရှိပါကရှောင်လွှဲခြင်းတင်းရှောင်ခြင်းမပြုလုပ်ရန်မိဘများကိုပါခံဝန်လက်မှတ်များထိုးခိုင်းနေကြောင်းသိရှိရပါတယ်အခြားတစ်ပတ်တွင်လည်းရန်ကုန်တိုင်းတာကေတာမြို့နယ်တွင်ရက်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်တိုင်နေအိမ်များပေါ်ထိတက်၍လူငယ်များကိုစစ်မှုထမ်းဖြင့်ဖမ်းဆီးခေါ်ဆောင်ပေါ်တာဆွဲနေကြောင်းဖမ်းဆီးခံရသောလူငယ်တို့ရဲ့မိခင်များကပြောဆိုထားပါသည်မလ23ရက်နေ့ည10:00နာရီတာကေတာမြို့နယ်လေးမြင်းဆောင်တောင်ရက်ကွက်မှာရက်ကွက်အုပ်ချုပ်ရေးမှူးမင်းမင်းဦးဆောင်တဲ့အဖွဲ့ကစစ်တပ်ရဲတွေနဲ့အတူရက်ကွက်တွင်မှလူငယ်9ဦးကိုဖမ်းဆီးသွားခဲ့ကြောင်းလူငယ်2ဦးကိုသာစစ်မှုထမ်းခေါ်မြင့်ဖြစ်ပြီးကြန့်ရှိနေတဲ့လူငယ်3ဦးနဲ့380နဲ့ပြန်လာရွေးဖို့အတွက်မိဘများထံမှငွေညှစ်တောင်းခံခဲ့ကြောင်းသိရှိရပါတယ်ရန်ကုန်မှာ73စီတန်းစီရင်နဲ့အသက်69နှစ်အရွယ်မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုအဖွဲ့ဝင်ဒေသရှင်ပတ်ထရစ်တင်ထွန်းကွယ်လွန်ရန်ကုန်မှာ73စီတန်းစီရင်အသက်69နှစ်အရွယ်မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုအဖွဲ့ဝင်ဒေသရှင်ပတ်ထရစ်တင်ထွန်းကွယ်လွန်သွားကြောင်းသိရှိရပါတယ်။ယနေ့မွန်လဲပိုင်းရန်ကုန်မြို့ကဘာအေးဖျားလန်ဟာမစ်တမှတ်တိုင်အနီး73စီအယောင်ဆိုင်မှာစီဝယ်ယူဖို့အတွက်အငားရင်နဲ့ဒေသရှင်ပတ်ထရစ်တင်ထွန်းကဦးတင်ထွန်းကဝင်ရောက်တန်းစီခဲ့ကြောင်းရင်းနောက်စီတန်းစီရင်နဲ့ကားပေါ်မှာထိုင်လျက်တတိလက်သွားရမှစေယုံတို့ပိုးဆောင်နေစဉ်မှာပင်သေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။သူကြည့်ရတာကသွေးတိုးရှိတဲ့နဲ့ထင်တယ်။နေရာလဲတအားပူတယ်။စေးုံပုံမဲ့ချိန်မှာပဲရင်မောင်းဆုံးသွားပြီလို့ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့ရသူရင်မောင်းတို့ကရှင်းပြပါရယ်။သေဆုံးသူဒေသရှင်ပတ်ထရစ်တင်ထွန်းခေါ်ဦးတင်ထွန်းက1958ခုနှစ်မှာမွေးဖွားတဲ့သူဖြစ်ပြီးအသက်69နှစ်ရှိနေပြီဖြစ်ကြောင်းရန်ကုန်ရှိစစ်ဆိုင်တွင် Toyota Fitter အမျိုးအစားအငှားယာဉ်ဖြင့်စီတန်းစီနေစဉ်မှာသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်။မြန်မာနိုင်ငံတွင်အရှေ့လက်ပိုင်းပဏိပခါကြောင့်73စီပြက်လက်မှုများဖြစ်ပေါ်နေပြီးစစ်တပ်က73စီချွေတာရေးစီမံချက်ချမှတ်ထားခြင်းကြောင့်ပြည်သူများမှာ73စီဆိုင်များတွင်နေရောညပါတိုးကျ၍စီရရှိရေးတန်းစီဝယ်ယူနေရပါတယ်။မကွေးလေတပ်ဌာနချုပ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်ခံရပြီးပျက်စီးမှုရှိစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမကွေးမြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်ရဲ့မကွေးလေတပ်ဌာနချုပ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရပြီးပျက်စီးမှုရှိကြောင်းဒေသစီသတင်းရှင်မြင့်နဲ့ဒေသပြည်သူများကပြောဆိုပါရယ်မလ25ရက်နေ့ည7:00နာရီကျော်ခန့်မှာမကွေးမြို့ပေါ်ရှိမကွေးလေတပ်စခန်းဌာနချုပ်ကိုတော်လိုင်းတပ်ဖွဲ့များကရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုကြောင့်လေတပ်စခန်းတွင်ထိခိုက်ပျက်စီးမှုရှိပေမဲ့အခြေအနေအသေးစိတ်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါရယ်မနေ့ညပိုင်းမှာရှော့တိုက်တုံးတွေနဲ့ပြစ်တာလို့သိရတယ်။အလုံးရင်9လုံးထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။လေတပ်စခန်းအတွင်းရှော့တိုက်တုံးတွေကြားရောက်ပောက်ကွဲခဲ့ပါတယ်။ထိခိုက်မှုရှိတာပဲသိရတယ်။အခြေအနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး။သက်ဆိုင်ရာတော်လိုင်းတပ်တွေကထုတ်ပြန်မှလိမ့်မယ်လို့ဒေသစီသတင်းရှင်မြစ်ကပြောဆိုပါရယ်။ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မကွေးမျိုးရှိအကြမ်းဖက်စစ်တပ်ရဲ့ခမာယ331တပ်ရင်းနဲ့ခမာယ319တပ်ရင်းမှလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းထို့ပြင်စစ်ကားများပြားလည်းမကွေးလေတပ်စခန်းဌာနချုပ်သို့ရောက်ရှိလာခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်တပ်ကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်မှုသည်ယနေ့နက်အစောပိုင်းထိပြုလုပ်ခဲ့ပြီးမကွေးလေတပ်စခန်းအနီးကိုလည်းနက်အစောပိုင်းကစတင်ကအကြမ်းဖက်စစ်တပ်ကနေမြေရှင်းလင်းရေးနဲ့ရှောင်ဖွေရေးများလှုံ့ဆော်နေကြောင်းသိရှိရပါတယ်။မနေ့ကမကွေးလေတပ်ပြစ်ခတ်ခံရပြီးတဲ့နောက်မှာစစ်ခွေးတပ်ရင်းတွေဖြစ်တဲ့331နဲ့319ကလည်းလက်နက်ကြီးတွေဇက်တိုက်ပစ်တာနက်အစောပိုင်းလောက်ထိလက်နက်ကြီးပစ်တက်နေကြရတယ်။မကွေးလေတပ်ထဲမှာလည်းစစ်ခွေးကားတွေရှိနေတော့မယ်လေတပ်နီးကားနေရာတွေကိုရှင်းလင်းရေးလုပ်နေတယ်လို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါရယ်။